channel မှာရှိနေတဲ့ငယ်ချင်းတွေအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုက layer S တစ်ခုတည်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်တယ်အဲ့ဒီထဲမှာပြောစရာတွေကလည်းရှိနေတယ်ရှင်းပြစရာတွေတချို့တွေလည်းရှိနေတယ်ဆိုတော့အချိန်ကိုအများကြီးမယူဘဲနဲ့အတနိုင်ဆုံးလိုအပ်တာလေးတွေကိုပဲပြောပြပေးပါမယ်เนาะအားလုံးသိတယ် layer S airdrop လာနေပြီလုံးဝလာနေပြီနေ့ရက်နေ့ဆိုရင် live ဖြစ်လိမ့်မယ်ပေါ့เนาะဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗာတွေဘယ်လိုတွေလုပ်ရမလဲဆိုတာနောက်သူတို့ဘက်ကဗာတွေပြောထားရဲဆိုတာလေးကိုကျွန်တော်ကြည့်ကြမယ် Okay နံပါတ်1တစ်ချက်ကတော့သူတို့ဘက်က option နှစ်ခုကျွန်တော်တို့ပေးထားမယ်တစ်ခုက exchange နဲ့ withdraw လုပ်လို့ရမယ်နောက်တစ်ခုကကျတော့ on chain withdrawal လုပ်လို့ရလိမ့်မယ်เนาะနံပါတ်1တစ်ချက်ကတော့ဒီနှစ်ခုပေါ့เนาะအဲ့တော့ exchange တွေထဲမှာဘာပါလဲဆိုရင်ဒီမှာကြည့်ပါ Gate.io ပါမယ် KuCoin ပါမယ် Hashkey Global ပါမယ်နောက် HTX official ဆိုပြီးတော့ပါလိမ့်မယ်ဒါကကျတော့ centralized exchange တွေဒါကျွန်တော် Binance တွေ Bitget တွေပါတယ်လို့မျိုးပုံစံနေပေါ့နော်ဒါပထမတနည်းနဲ့ claim လုပ်လို့ရမယ်နောက်တစ်ခုကကျတော့ on chain withdrawal ကျွန်တော်တို့ရဲ့ wallet ကနေပြီးတော့ claim လုပ်လို့ရမယ်ဟိုကိုရီးယားဒီ Phantom wallet ပဲဖြစ်ဖြစ်သုံးလို့ကိုပဲ wallet ချိန်ထားလဲအဲ့ဒါနဲ့ claim လုပ်လို့ရလိမ့်မယ်centralized exchange တွေမှာ claim လုပ်တယ်ဆိုရင် gas fees ပေးစရာမလိုဘူးဆိုတော့ကျွန်တော်ဖတ်လိုက်ရတယ်အခုကျွန်တော်ပြန်လိုက်ရှာတာမတွေးတော့ဘူးကျွန်တော်မှတ်မိလို့ပြပြတာပေါ့နော်သို့မဟုတ်လည်းအနေချင်းနည်းနည်းပပပေးရင်ပေးရမယ်သို့မဟုတ်လုံးဝပေးစရာမလိုဘူးဒါက centralized exchange နဲ့ claim လုပ်ရင်အကယ် on chain withdrawal မှာ claim လုပ်တယ်ဆိုရင်တော့ကျွန်တော် gas fees ပေးရလိမ့်မယ်ကျွန်တော်ဒီ Ethereum ပဲပေးရမလားသို့မဟုတ်လည်း Solana လားကျွန်တော်အတိအကျမပြောနိုင်သေးဘူးအဲ့ဒါကျတော့ခဏစောင့်ပြီးတော့မှသိရမှာပေါ့နော်ဆိုတော့ခက်တာပါလဲဆိုတော့ Gate.io KuCoin HTX အဲ့3ခုမှာ Hashkey Global ကြတော့ကျွန်တော်မကြည့်ရသေးဘူးဒါပေမဲ့ကျွန်တော်တိတလောက်ကိုပြောမယ်၄ခုလုံးမှာမြန်မာနဲ့ register ကျွန်တော်တို့လုပ်လို့မရဘူး register က email ထည့်ပြီးတော့ဖွင့်လိုက်တာပြဿနာမရှိဘူးကျွန်တော် basic information စပြီးတော့ဖြည့်တယ် KYC အတွက်ကိုဆိုရင်တော့မှအမှ nationality ကိုနိုင်ငံသားမှာမြန်မာရွေးတဲ့ option ကမရှိဘူးဒါနံပါတ်1ချက်ထည့်စဉ်းစားရမယ်နောက်တစ်ခုကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ကြားထဲမှာ Gate.io လားKuCoin လားမသိဘူးဖွင့်ဘူးတယ်အဲ့မှာမြန်မာ option မပေါ်ခဲ့တော့ကျွန်တော်ထိုင်းသုံးဖို့လည်းမလေးကိုကျွန်တော်ရွေးပြီးတော့ကျွန်တော်ရဲ့ passport ကိုနဲ့ကျွန်တော်တင်လိုက်တယ် passport နဲ့တင်တာเนาะ passport နဲ့တင်လိုက်တယ်KYC pass ဖြစ်သွားကျွန်တော်တော်တော်ပျော်သွားတယ်တစ်ရက်လားနှစ်ရက်လားမသိဘူးနေပြီးတော့ KYC ပြန်ပြီးတော့ fail ဖြစ်သွားကျွန်တော်တင်AI ကတန်းပြီးတော့ approve လုပ်ပြီးတဲ့နောက်ပိုင်းမှာလူကတကယ်စစ်လိုက်တဲ့အပေါ်မှာဟိုလွဲနေတာပေါ့เนาะ nationality နဲ့လက်ရှိ passport ထဲမှာပါတဲ့ nationality လွဲနေတာဆိုတော့နိုင်ငံသားလွဲနေတာဆိုတော့အဲ့မှာကျွန်တော်ရဲ့ KYC ကပြန်ပြီးတော့ fail ဖြစ်သွားတယ်ဆိုတော့စိုးရင်ရတာပါလဲဆိုတော့ကိုကအကယ်၍အခုဒီမှာလက်ရှိဟို Gate.io ပဲဖြစ်ဖြစ် HTX ပဲဖြစ်ဖြစ် KuCoin ပဲဖြစ်ဖြစ်ဘယ်အောင်မဆိုဟိုမြန်မာရဲ့ ID နဲ့ဟိုတခြားနိုင်ငံကိုရွေးပြီးတော့ထိုင်းတို့မလေးတို့ဘာမဆိုရွေးပြီးတော့တင်လိုက်လို့အောင်သွားတယ်ဆိုရင်တော့မှနောက်ပိုင်းတရက်နှစ်ရက်နေပြီးသို့မဟုတ်လည်းတစ်ပတ်နှစ်ပတ်နေပြီးဘယ်အချိန်မှမဆိုအနေရရှိကောင်ရှိနိုင်တယ်ဆိုတော့ကျွန်တော်အကြံပေးချင်တာကကိုကတကယ်ဟိုထိုင်းမှာနေလို့ထိုင်းရဲ့ ID တစ်ခုခုရှိနေလို့KYC တင်တယ်ဆိုရင်တော့တင်ပါအားပေးတယ်ကျွန်တော်ဒီမှာ HTX ကိုတော့ပဲ download လုပ်ထားတယ် HTX ကိုသွားမယ်ပြီးရင်ဒီမှာစပြီးတော့ sign up ကျွန်တော်လုပ်ရတယ်လေ sign up လုပ်လိုက်ပါ sign up လုပ်ပြီးသွားပြီဆိုရင်ဖွင့်လို့တော့မရတော့ sign up လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်ရဲ့ဒီဘယ်နေရာလေးလဲဆိုတာပြပေးမယ်နေရာတွေကတော့အများဆုံးကတော့တူကြပါတယ်เนาะဒီမှာဒီအပေါ်နားလေးမှာဝင်လိုက်ပါပြီးရင်ဒီမှာ unverified ဆိုတဲ့နေရာလေးရှိတယ်အဲ့ဒါကိုနှိပ်ပြီးသွားရင်ဒီမှာ basic permission ပြီးရင် basic verification advanced verification အဲ့လိုမျိုးလေးတင်လို့ရတယ်အခုပဲကျွန်တော်တို့ရဲ့ဟို member တယောက်ထိုင်းရဲ့နိုင်ငံသားနဲ့မြန်မာ ID နဲ့တင်လိုက်တာအောင်ရတယ်လို့တော့ပြောတယ်ဆိုတော့အဲ့လိုမျိုးဖြစ်ပြီးတော့ဘာမှဆက်ပြီးတော့အရှိမအဲ့ဒါမတိုင်တော့ကိစ္စမရှိဘူးဒါပေမဲ့အဲ့ဒါကိုထည့်ပြီးတော့စဉ်းစားဖို့တော့ကအရေးကြီးတယ်ဆိုတော့ကျွန်တော်အကြံပြုချင်တာကတော့အားလုံးကိုပေါ့နော်on chain withdrawal ပဲကောင်းမလားမသိဘူးအခုတော့ပြောလို့မျိုးကိုကတကယ်ကိုနိုင်ငံသားတစ်ခုခုမှနေနေလို့အဲ့နိုင်ငံခြားရဲ့အဲ့နိုင်ငံရဲ့ ID တစ်ခုခုနဲ့တင်နေဆိုရင်လုံးဝ okay မယ်ကိုကမြန်မာရဲ့ ID ကိုနိုင်ငံခြားတခြားနိုင်ငံရဲ့ဟာနဲ့တွတ်တင်နေဆိုရင်အနေရရှိနိုင်တယ်ဆိုတော့အဲ့ဒါလေးကို view စိုက်ပြီးတော့အဆင်ပြေလို့လေးလောက်ကြပါကျွန်တော်တော့မလုပ်ဘူးဘလောက်ပဲရရဟိုနည်းနည်းရများများရကျွန်တော် safe ဖြစ်တာကိုပဲကျွန်တော်လုပ်မယ် on chain withdrawal နဲ့ပဲလုပ်မယ် on chain withdrawal ကလက်ရှိအများကြီးပြစရာဘာမှမရှိသေးဘူးဘာလို့ဆိုတော့လုံးပြလို့မရသေးဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီအတွင်းထဲမှာဘာတွေထပ်ပြီးတော့ရှိသေးလဲဆိုတာလေးနည်းလေးပြောပြပေးဦးမယ်မနေ့ကသူတို့ဘက်ကနေပြီး allocation check လုပ်တဲ့အချိန်မှာ allocation တွေပေးတဲ့အချိန်မှာတချို့တွေကအများကြီးတွေရပြီးတော့တချို့တွေကနည်းနည်းလေးတွေရသွားတာတွေရှိတယ်ပေါ့နော်လုံးဝမမျှမတတွေဖြစ်သွားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးသူတို့ဘက်ကနည်းနည်းမို့တော်တော် adjust လုပ်ထားတာအဲ့လေးကိုကျွန်တော်ဒါလိုအပ်တဲ့ information ထင်လို့ကျွန်တော်ရှင်းပြပေးလိုက်မယ်ဘာလို့ဆို memory သိကျင်ကြလိမ့်မယ်လေဟိုဘယ်လိုမျိုးတွေကွာသွားတာလဲဆိုပြီးတော့ okay earlier ဆိုအရင်တော့က
44.5 million agent ဆိုတဲ့ coin တွေကို light node user ရဲ့ POH verified user ရဲ့ OG pledge pass ရထားတဲ့လူတွေကိုသူတို့ဘက်ကနေပြီးတော့လောက်တာဒါအရင်တော့ဒါသူတို့ပေးတာပေါ့နော်အဲ့လောက်ပေးထားတာ now အခုကျတော့ 44.5 million မဟုတ်ဘဲနဲ့ 54.4 million သူတို့ဘက်ကနေပြီးတော့ပေးမယ်တဲ့ဆိုတော့နောက်ထပ်7 million လောက်ကိုသူတို့ဘက်ကနေပြီးတော့တိုးလိုက်တယ်7 million တော့မဟုတ်ပါဘူး 9.9 million တော့တိုးလိုက်တယ်ဆိုတဲ့သဘောပေါ့နော် OG pledge pass note weight pool 7 million so OG pledge pass ကိုသူတို့ဘက်ကနေ7 million တော့တိုးပေးလိုက်တယ်ဆိုတဲ့သဘောပါဒါကကြတော့ဘယ်လိုဖြစ်သွားတာလဲဆိုတော့အားတာချက်ဖြစ်သွားတာဒါရိုးရိုး member တွေအတွက်ကိုအားတာချက်ဖြစ်သွားတာဟိုကိုယ့်အကိုရိုးရိုးပဲဟို node တွေ run ထားတယ်ရိုးရိုးပဲ POH တွေလုပ်ထားတယ်နောက်ဒီပတ်စံ ETH လား ETH base နဲ့လားမသိဘူးလေကိုတွေပေးပြီးတော့ဒီ OG pledge ကိုဝယ်ထားတယ်အဲ့ဒါတွေလုပ်ထားတဲ့ member တွေကကြတော့အရင်တော့ 44.5 နေပြီးတော့ 54.5 million တော့4 million တော့မှတိုးရတာ10 million တိုးရတာပေါ့နော်ဆိုတော့ဒါသတင်းကောင်းမှာမနေ့ကအထိ influencer တွေတော်တော်များများတွေကကြတော့တော်တော်ကြီးကိုtoken တွေအများကြီးရထားတာဘာကြောင့်လဲ referral ကြောင့် refer ကြောင့် okay earlier 15 million ပဲထားပါတော့15 million agent for users with verified referral ဘယ်လောက်ထိများမလဲအဲ့လောက်ထိသူတို့ဘက်ကနေပြီးတော့များများပေးမယ်ဆိုပြီးတော့လောက်ထားတာပေါ့နော်15 million အောင်ပေးမယ်ဒါပေမဲ့အဲ့ဒါကြီးကိုလက်ရှိ short ချလိုက်တာက5 million ပဲပေးတော့မယ်အဲ့ဒီကနေပြီးတော့10 million နှုတ်သွားလိုက်တယ်เนาะဆိုတော့ဒါလည်းရိုးရိုး member တွေအတွက်လုံးဝတင်းကောင်းပါဘာဖြစ်လို့လဲဆိုတော့ဟို refer ဘလောက်များများသူတို့ဘက်ကနေတော့တတ်မှတ်လိုက်ပြီး5 million အတွင်းထဲမှာပဲ5 million ကိုပဲသူတို့ဘက်ကပေးမယ်15 million အထိမပေးတော့ဘူးတဲ့အကြိုက်ဆုံးကတော့ဒီနေရာလေးပါเนาะ verified referral ကိုသူတို့ဘက်ကနေဘယ်လိုခွဲလိုက်လဲဆိုတော့ even with the highest verified referrals are now kept at 4k agentဘလောက်ထောင်နဲ့ချီနေပါစေတောင်းနဲ့ချီနေပါစေတချို့တွေဆို influencer ဆိုတိန်းနဲ့ချီပြီးတော့လည်းရှိနိုင်တယ်လေ referral တွေကသူတို့တော့မှအများဆုံး4000 agent coin ပဲရတော့မှာအဲ့ဒါပို့ပြီးတော့လုံးဝမရတော့ဘူးတဲ့ဆိုတော့ကျွန်တော်လိုမျိုးယာကနေလေးရှိတဲ့လူတွေလည်းဘယ်လောက်ရလဲတော့ကျွန်တော်မပြောတော့ဝင်မကြည့်ရသေးဘူးဒါပေမဲ့ဟိုထောင်ပဲဖြစ်ဖြစ်ယာပဲဖြစ်ဖြစ်တောင်းပဲဖြစ်ဖြစ်တိန်းပဲဖြစ်ဖြစ်အလွန်ဆုံး4000agent coin တွေပဲရတော့မယ်အဲ့ဒါပို့ပြီးတော့လုံးဝမရတော့ဘူးပေါ့နော်ဒါကကြတော့ဒါဟိုလောက်တဲ့လူတွေအကုန်လုံး fair ဖြစ်အောင်ဆိုပြီးတော့ပြောပြပေးတယ်ဆိုတဲ့သဘောပါဒါအဲ့ဒါတွေသူတို့ဘက်ကရှင်းပြထားတာပေါ့နော် okay ကျွန်တော် allocation လေးတွေ check လုပ်လို့ရပြီဆိုတော့ allocation ကိုကျွန်တော် check လုပ်ဖို့အတွက်က link လေးတွေချပေးထားမယ်နော်link တွေပေးထားမယ်လိုအပ်တဲ့ဟာလေးတွေအဲ့မှာတစ်ချက်လောက်ဝင်လိုက်မယ်ဝင်ပြီးတော့ကိုချိတ်ခဲ့တဲ့ wallet နဲ့ချိတ်ရမှာเนาะအဲ့ဒါအထူးဂရုစိုက်ပါဟိုတခြား wallet နဲ့တွားပြီးတော့မချိတ်ပါနဲ့ကိုက Phantom နဲ့ချိတ်ခဲ့ဆို Phantom တို့မို့လဲ MetaMask ဆို MetaMask အဲ့ဒါနဲ့ပဲချိတ်ရမှာ enter လုပ်မယ်ဒါမှ connect your wallet ဆိုတော့ connect လုပ်မယ် okay မပေါ်တော့အဲ့လိုမျိုးတွေဖြစ်တတ်တယ် desktop site လေးကိုပြောင်းပြီးတော့လုပ်ကြည့်အောင် okay ဒီမှာပေါ်ပြီเนาะ Phantomကိုရဲ့ password ထည့်ပြီးတော့ပြီဆိုရင် connect လုပ်လိုက်မယ် layer edge က season phase 3ရှိတယ်เนาะ phase 3ကိုလည်းတစ်ခါတည်းပြောပြပေးမှာเนาะPhantom တစ်ချက်ဖွင့်ကြည့်အောင်တော့ connecting ဖြစ်နေဆိုတော့ခဏလေးကျွန်တော်စောင့်လိုက်ပါမယ်အဲ့မှာ connecting ဖြစ်နေတော့ကျွန်တော်ဒီမှာအမှားကိုပဲနှိပ်ပြီးတော့ refresh တစ်ချက်လုပ်လိုက်တာ okay သွားပြီเนาะအခုကျွန်တော် next လုပ်လို့ရပြီ next ကိုကြည့်အောင် okay ဒီမှာကြည့်ပါပထမကျွန်တော်ရခဲ့တာ initial allocation ဒါပထမသူတို့ဘက်ကပေးခဲ့တာ1973 adjusted allocation 919ဆိုတော့ဒါကကျွန်တော်ရဲ့ final ဖြစ်မှာဒါ initial allocation ကကြတော့ဒါသူတို့ adjust တွေပါတယ်မလုပ်ခင်အရင်မှာဒါရခဲ့တယ်ရမယ်ဆိုပြီးတော့ပြောခဲ့တာပေါ့เนาะဆိုတော့ဒါ final ကျွန်တော်တို့လက်ရှိကြည့်ရမယ့်ဟာကအောက်ကဟာဆိုတော့ကျွန်တော်ဟာ919.4ခွန်အဲ့ဒါလုံးဝ final ပဲเนาะဆိုတော့အခုအဲ့ဒါကိုကျွန်တော် next လုပ်မယ် okay claim on CX မှာကကျွန်တော် claim လုပ်မယ်ဆိုရင်တခါတည်းအခုဒီမှာ claim on CX ဆိုပြီးတော့နှိပ်လိုက်လို့ရတယ်လိုအပ်မှာကနှစ်ခုကျွန်တော် CX မှာ claim လုပ်ပြလို့မရဘူးဒါပေမဲ့ဘယ်နေရာမှာဘယ်လိုတွေတွားပြီးတော့ကြည့်ရမလဲဆိုတာလေးပြောပြလိုက်မယ်ကျွန်တော်တို့လွယ်လေးဆိုရင်တော့ deposit now တွေကိုတွားမယ်ခဏလေးเนาะဒီကောင်ကိုပိတ်လိုက်မယ်skip assets deposit တော့ဘိုင်းဖြစ်နေတာ
deposit เนาะအပေါ်ကနေပြီးတော့ကျွန်တော်ဒီနေရာနေသွားเนาะ deposit ပြီးရင်ဒီမှာ deposit ပြီးရင် agent ဒီမှာပေါ်နေလောက်ပါပြီဒီမှာ agent layer edge အဲ့ဒါလေးကိုနှိပ်လိုက်မယ်ရတယ်အဲ့ဒါလေးကို next လုပ်လိုက်ဘာမှကိစ္စမရှိဘူး ERC20 network တစ်ခုပဲရှိမယ်ဆို ERC20 ကိုရွေးမယ် copy address လုပ်မယ်ပြီးရင်ဟိုမှာသွားပြီးတော့သူ address ပြောတဲ့နေရာမှာကျွန်တော်တို့ထည့်မယ်နောက်တစ်ခုကကျွန်တော်ကိုယ့်ရဲ့ UID ကကျတော့ဒီအပေါ်ကကိုယ့်ရဲ့ profile မှာပြီးရင်ဒီအများဆုံးကဒီနှစ်ခုပဲတောင်းတာအဲ့ဒါလွယ်လို့ကျွန်တော်ဘာမှမတောင်းဘူးဆိုတော့ claim on CX ကိုနှိပ်ပြီးတော့အဲ့နှစ်ခုဖြည့်ရရှိတာဖြည့်လိုက်ပါကျွန်တော်ရဲ့နောက်တော်တော်များများ member တွေကျွန်တော်ထင် on chain claim ပဲဖြစ်ဖို့များလိမ့်မယ်ဆိုတော့ကျွန်တော်တို့ကစောင့်ရလိမ့်မယ်ပြီးရင်သူတို့ဘက်ကတော့ဘယ် address တောင်းလဲ Ethereum address လားသို့မဟုတ်လည်းဘာမှမဆိုးဘူးနော်ကိုယ့်ရဲ့ Phantom wallet ရဲ့ address တောင်းလိမ့်မယ်အဲ့ဒါကိုကျွန်တော်ထည့်ရလိမ့်မယ်ထည့်လို့ရပြီဆိုတဲ့အချိန်ကျရင်လည်းကျွန်တော်အချိန်ကိုနောက်မကျပဲနဲ့ဘယ်လိုမျိုးလုပ်အောင်လဲဆိုတာပြောပြပေးလိုက်ပါမယ်ဟိုကြိုင်လဲနည်းနည်းပါပေါ့နော်စိုးရင်စရာတစ်ခုကဘာလဲဆိုတော့ memory တော်တော်များများတွေစိုးရင်ကြမှာကအကိုကြီးကျွန်တော်တို့ on chain မှာ claim လုပ်တဲ့ဆိုရင် Telegram airdrop တွေလိုမျိုးဈေးတွေကကျသွားနိုင်မှာပေါ့ဟုတ်တယ်စိုးရင်တော့စိုးရင်ရပါတယ်ဒါပေမဲ့လည်းတခုကျွန်တော်ပြန်စဉ်းစားကြည့်ပါကျွန်တော် distribute AI airdrop ရခဲ့တယ်airdrop ရခဲ့တဲ့အချိန်တုန်းကဈေးနဲ့ကျွန်တော်ဗီဒီယိုလုပ်ပေးတဲ့အချိန်ရဲ့ဈေးကိုတစ်ချက်လောက်ကြည့်ကြည့်ပေါ့နော်တော်တော်ကွာသွားတာဈေးကတက်သွားတာနှစ်ဆတက်သွားတယ်ဆိုတော့ကျွန်တော်ဘာမှပြောလို့မရဘူးဒီ web mining တွေကဟိုဖြစ်ကောင်းဖြစ်နိုင်တယ်ကြာကောင်းလဲကြာသွားနိုင်တယ်တော်တော်လဲကြာသွားနိုင်တယ်သို့မဟုတ်လဲအဲ့ဈေးနားမှာပဲရှိနိုင်တယ်သို့မဟုတ်လဲဈေးတက်လဲတက်သွားနိုင်တယ်ဆိုတော့ဒါကကျွန်တော်တို့နဲ့ကန်ဖြစ်သွားပြီ CX သမားတွေကကြတော့ live ဖြစ်တာနဲ့စပြီးတော့ရောင်းလို့ရတဲ့ option ရှိတယ်ဆိုတော့သူတို့ရောင်းတာမရောင်းတာသူတို့စောင့်တာဒါသူတို့ပုံမူတည်တာပေါ့နော် Okay အဲ့ဒါလေးရှင်းပြီအခုနောက်ဆုံးအနေနဲ့layer edge season phase 3နဲ့ပတ်သက်ပြီးတော့တစ်ချက်လောက်ကြည့်လိုက်ရအောင်เนาะ layer edge အထက်တွေကိုကျွန်တော်ရိုးဒီဝင်တဲ့နေရာကနေပြီးတော့ဝင်လိုက်ပါဝင်နေဆိုရင်ဒီမှာ Korea wallet ချိန်ရမယ်ဆိုတော့ wallet လေးကိုတစ်ချက်လောက်ချိန်လိုက်မယ် phase 3ကကျွန်တော်စပြီးတော့ run လို့ရနေပြီเนาะအဲ့ဒါကြောင့်ပါ Okay phase 3ဒီမှာ run လို့ရနေပြီဒီနေရာမှာကျွန်တော်ဘာလုပ်ရမှာလဲဆိုတာလေးပြောပြပေးမယ်Number 1ဒီကိုရောက်လာပြီဆိုရင်ကိုယ့်ရဲ့ wallet ကတော့ချိန်ပြီးသားဖြစ်နေလိမ့်မယ် download agent OS ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုနှိပ်ပါဒါ extension နောက်တစ်ခုထည့်ရတော့မယ်เนาะအရင် extension နဲ့မသုံးရတော့ဘူးဆိုတော့ဒီမှာ add to chrome ဆိုတာလေးကိုနှိပ်လိုက်ပါဒီထဲမှာပါပြီးသား extension ရဲ့ link တွေပါကျွန်တော်ထပ်ပြီးတော့ပေးစရာမလိုတော့ Okay ဒီထဲမှာရောက်လာပြီဆိုရင်အခုနောက်တော့ဒီ layer edge ထဲကိုပြန်သွားမယ် reveal my agent OS key ဆိုတာလေးကိုနှိပ်မယ်เนาะ generating key မှာ key ရသွားပြီတွေ့လားအဲ့ဒါလေးကိုကျွန်တော်ဒီမှာအလဲရဟာလေးဒါ copy လုပ်လိုက်ပြီเนาะ copy လုပ်လိုက်ပြီမှာ copy ဖြစ်သွားပြီအခုတော့ extension ထည့်ပြီးသွားပြီဆိုတော့အခုဒီမှာ extension နဲ့ကိုလာပြီးတော့ကြည့်မယ်ဘယ်ရောက်နေလဲဆိုတော့ကျွန်တော်လည်းဒီမှာဒီညဒီကောင်ကိုနှိပ်လိုက်မယ်ပြီးရင် put your agent OS key here ဆိုတော့အဲ့ဒီ OS key ကိုကျွန်တော်ဒီမှာထည့်မယ်ပြီးရင် next ဆိုတာလေးကိုနှိပ်လိုက်မယ်ခဏလေးစောင့်မယ်စောင့်ပြီးတော့ပြီဆိုရင်ဒီကောင် connect ဖြစ်သွားလိမ့်မယ်ဒါကကိုရီးရဲ့ layer edge ရဲ့ account နဲ့ဒီ extension နဲ့ connect လုပ်တာပေါ့နော်အဲ့ဒါပြီးတော့ပြီဆိုရင်ကျွန်တော်တို့ phase 3အတွက်ကိုစပြီးတော့ run လို့ရပြီဒီကောင်လည်းအဆင်ပြေမယ်အခု daily login ရှိမလားဘာတွေရှိမလဲကျွန်တော်ဘာမှမသိသေးဘူးလက်ရှိပြောပြလို့လည်းမရသေးဘူးနောက်ပိုင်းမှထူးတယ်ဆိုရင်ထပ်ပြီးတော့ပြောပေးပါမယ်ဒါပေမဲ့အခုလက်ရှိကျွန်တော် video ထဲမှာ cover လုပ်ပြီးသွားတာက allocation တွေဘယ်လိုမျိုးသူတို့ဘက်ကတော့အရင်တော့လုပ်ခဲ့လဲအခုဘယ်လိုလုပ်ခဲ့လဲဆိုတာအခုဘယ်လိုမျှခဲ့လဲဆိုတာပြောပြီးသွားပြီနောက် claim လုပ်နေပေါ့နော် CX မှာ claim လုပ်နေကိုလည်းပြောပြီးသွားပြီ DX ကကြတော့ဒီ wallet မှာ on chain claim ကကြတော့ကျွန်တော်စောင့်ရလိမ့်မယ်နောက်ဒီမှာ phase 3ကျွန်တော်စပြီးတော့mine လုပ်လို့ရနေပြီဆိုတော့အဲ့ဒါလေးတွေကျွန်တော်ဘက်ကပြောလိုက်ပြီဆိုတော့လုံလောက်ပြီလို့တော့ထင်ပါတယ်ဗီဒီယိုလေးကိုတော့မှပဲတင်ပေးလိုက်ပါမယ်နောက်တစ်ခုနောက်ဆုံးအရေးကြီးတဲ့တစ်ခု eligible မဖြစ်တဲ့ user တွေရှိတယ်ဆိုတော့အဲ့ user တွေအတွက်ကိုကျွန်တော် link လေးရှာပြီးတော့ Telegram channel မှာပို့ပေးထားမယ်အဲ့ link ကနေတစ်စင်းဘာတွေဖြစ်ရမှာလဲဆိုတာလေးကိုတစ်ချက်တော့ကြည့်ပြီးတော့ဖြည့်လိုက်ပါအဓိကတော့ကျွန်တော်တင်ကိုယ့်ရဲ့ wallet ရဲ့ address ဖြစ်မယ်ဘာညာအဲ့လိုမျိုးလေးတွေပေါ့နော်ဆိုတော့တစ်ချက်တော့အဲ့ဒါကျွန်တော်နောက်ပိုင်းဒီနေ့နေ့လယ်ညနေလောက်ကိုကျွန်တော်ဘက်ကနေပြီးတော့ပြန်ပြီးတော့တင်ပေးပါမယ်เนาะကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်